Amen. Oh, Kuroya do teaching, Sinodo Sanabaya. Hallelujah. Tumni Maudo Temaya Alum Tison that you did. Oh, Tumni Maudo Temaya Alum Tison that you did. So
know to die Chado ya machine need ya tauke Indo machine need ya ka to know to die go Chado ya ma Chado ya machine need ya tauke Indo machine need ya ka to know to die go Chado ya ma Chado ya machine need ya tauke Indo machine need ya ka to know to die go Chado ya machine need ya tauke Indo machine need ya ka to know to die go Chado ya ma Chado ya machine need ya tauke Indo machine need ya ka to know to die go Indo machine need the yega to know to die gandhi oh Chado ya machine need the yet down there Indo machine need the yega to know to die gandhi oh Chado ya machine need yet down there hallelujah Indo machine need yet to know to die oh Chado ya machine need yet down there Indo machine need yet to know to die gandhi Chado ya machine need yet down amen hallelujah she need yet to know to die gandhi hallelujah oh she Guru da chimo puyan to tai dan song do phya chit de Amen hallelujah Lu nei ne ma chin nai do ya mya ko Guru a chit chit the swan nai do phya chit de
လူတို့လူနေနဲ့မချင်းနိုင်တော့ရမြတ်ကိုတက်ဆွမ်းနိုင်တော့ဖျားချစ်တယ်အိုးလူနေနဲ့မချင်းနိုင်တော့မြတ်အမျိုးတက်ဆွမ်းနိုင်တော့ဖျားချစ်တယ်အိုးကိုရောရဲ့တက်ဆွမ်းနိုင်ခြင်းကိုရောရဲ့လှုပ်ဆောင်ခြင်းအိုးကောင်းတဲ့လူနဲ့ဖျားကိုရောကိုချီးမြှောက်ပါ၏အာမင်ချီးမွမ်းခြင်းအိုးဘုန်းကြီးခြင်းထိုက်တန်တော့ဖျားအိုးချီးမွမ်းခြင်းလုံးစုံကိုရောလက်ထဲတော့အနံပါ၏အာမင်ဟာလေလုယာမချမတော်သူများတဲ့ကိုရောချမခြင်းခွင့်ကိုပေးတော်မူပါကိုရောကျွန်တော်တို့နဲ့တူပါရှိသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်ကိုရောရဲ့တူပါရှိခြင်းကိုရောရဲ့တူထီခြင်းအသွမ်းနဲ့အလားအိုးအသွမ်းနဲ့အပြတ်မတူသောကောင်းချီးများကိုသူချင်းစီတိုင်းမှာကိုရောကောင်းချီးများကိုခံစားခွင့်ပေးတော်မူပါအာမင်ဟာလေလုယာကျန်ရှိနေသေးသောချိန်တိုင်းမှာလည်းကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူမိကြောင်းတပါးဒီသောယေရှုနာမကိုမြှုပ်လက်ဆုတောင်းစက္ကန့်အနံပါဖာဖျက်တဲ့ခင်အာမင်ဟာလေလုယာအားလုံးမျက်မှောက်တော်ခံစားကြပါသလားနော်ကျွန်မအားလုံးမျက်မှောက်တော်ခံစားရတဲ့အတွက်နော်ဘုရားသခင်ကိုတော့၎င်းတန်ရှင်တော်ဝိညာဉ်တော်နဲ့သူအသုံးပြုသွားတယ်နော် worship team ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်၍ဘုရားရှင်ကောင်းချီးပေးပါစေဒီကနေ့နော်ကျွန်မခုနကတော့တီဆိုသွားတဲ့ကဲတော့เนาะကျမတို့အခြားသောရက်မှာရက်တစ်ထောင်နေတာတဲ့မျက်မှောက်တော်မှာเนาะကိုတော်ရဲ့တတိုင်းတော်နားမှာကျမတို့တည့်ရနေရတာ၍เนาะကျမအလိုချင်းဆုံးအတောင်းတဆုံးသောသူများဖြစ်တဲ့ကြောင်းပေါ့เนาะကျမတို့ရဲ့လူရင်ဆန္ဒကိုလည်းဘုရားသခင်ကเนาะပြင်ဆင်ပေးမယ်လို့ကျမယုံကြည်ပါတယ်ဟာလေလုယာဒီကနေ့ကျမတို့ဒီနေ့ပေါ့เนาะကျမတို့အတင်းတော်မှာမြန်မာစီစဉ်မှာတော့၎င်းပထမဦးဆုံးပါဝင်ပါတယ်ဆိုတဲ့သူရှိတယ်ဆိုရင်ကျွန်မเนาะလက်မြောက်ပေးပါလို့ကျွန်မယေရှုနာမ၌တောင်းဆိုပါတယ်လို့မောင်ပထမဦးဆုံးလာရောက်ပါဝင်တော့သူရှိပါသလားကျေးဇူးတင်ပါတယ်ခဏလောက်ကျေးဇူးပြုပြီးရပ်ပေးလို့ရမလားเนาะကျွန်မကိုကောင်းချီးပေးခြင်းတော့ဖြစ်ပါတယ်လို့ကျေးဇူးပြုပြီးခဏလောက်မတက်ရပ်ပေးပါเนาะဟောနော်ကျမတို့တကယ်ပဲကျေးဇူးတင်ပါတယ်ကျမတို့နေအောင်ခဏလေးလေအဲ့မတက်ရပေးပါဦးလို့ကျမတို့နော်ကျမတို့ကောင်းကြီးပေးရအောင်ဘုရားသခင်ရဲ့တာသမီများဘုရားရှင်ကောင်းကြီးပေးပါစေလို့နော်ဘုရားရဲ့တာသမီများဘုရားရှင်ကောင်းကြီးပေးပါစေဘုရားရဲ့တာသမီများဘုရားရှင်ကောင်းကြီးပေးပါစေဘုရားရဲ့တာသမီများဘုရားရှင်ကောင်းကြီးပေးပါစေပြန်လည်ပြီးမှထိုင်နိုင်ပါပြီလို့နော်ကျေးဇူးတင်ပါတယ်ကျမတို့ယနေ့ကတော့နော်ဒီမှာရှိတဲ့မောင်လေးတွေနော်သားလေးတွေကအစ်စ်ဖြစ်ပေမဲ့အခုနော်နောက်တစ်ပတ်ဆိုရင်နော်ကျမတို့လူဟောင်းတွေပြန်ဖြစ်ပြီးနော်အားကြောင့်မလို့ကျမတို့ဆက်လက်ပြီးမှလာရောက်ပြီးမှပါဝင်ပေးပါလို့နော်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးလက်တင်ပါတယ်ကျမတို့ဆက်လက်ပြီးမှနော်ကြွေးကြော်ခြင်းကိုကျမတို့ဒီဖခင်ရဲ့နှုတ်ကပတ်တော်နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကျမတို့များကြွေးကြော်တယ်ဆိုရင်ကျမတို့အဲမှာဖခင်ရဲ့ကောင်းကြီးတွေဘုန်းကြီးခြင်းတွေဟာစီးဆင်းလာမှာဖြစ်တယ်နော်ကျမတို့ဒီကနေ့နော်နှုတ်ကပတ်တော်အပြင်ကျမတို့ကြွေးကြော်ခြင်းတစ်ခုပေါ့နော်ကျမတို့ပြုရအောင်စာလနံပါတ်24အပိုက်ငယ်ခုံကနေ30နော်ကျမတို့ဒီအရာကိုကျမတို့အာရပါရကျမတို့ကြွေးကြော်ခြင်းကိုအစာပြုရအောင်တင်းနေတုံးအချင်းတကားတို့တကမုတ်ကိုကြွားလိုက်ကြအချင်းထောင်ရတကားတို့ကိုကြွားလိုက်ကြဘုံကြီးသောရှင်ဘုရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနှင့်အစွမ်းတကောနဲ့ပြည့်စုံတော်မူသောထာဝရဘုရားပေသည်
ချင်းကတော့သာပေဒီအချင်းတကားတော့တကမောကိုကြွားလိုက်ကြအချင်းထာဝရတကားတော့ကိုကြွားလိုက်ကြဘုံကြည်သောရှင်ဘုရင်ဝင်တော်မူဘုံကြည်သောရှင်ဘုရင်ကအဘယ်သူနည်းကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားပေသည်ထိုဘုရားသည်ဘုံကြည်သောရှင်ဘုရင်ဖြစ်တော်မူတည်းအာမင်ကြွေးကြော်သွားသောတာသမီရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေဒီမှာပြောထားတဲ့ကဲတော့နော်ကျမတို့ကိုးကွယ်တဲ့ဘုရားကဘာတူလဲဆိုဘုံကြည်သောဘုရားစစ်တိုက်ခြင်းကနော်တကောကြည်တော်မူသောဘုရားနော်ဒါပြင်ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားနော်ဘုံကြည်သောရှင်ဘုရင်ကိုကျမတို့နော်ကြွေးကြော်ရတဲ့ခွင့်ချီးမွမ်းကိုးကွယ်ရတဲ့ခွင့်ရတာဟာတကယ်ပဲကြီးမြတ်တဲ့သူနော်ဘုရားဒီအရာကဘာလဲဆိုသခင်ယေရှုရဲ့အသွေးတော်နဲ့ကျမတို့ရွေးနှုတ်ခြင်းအဖြစ်ကျမတို့ဒီလိုမျိုးမွတ်ဆိုနိုင်ရတဲ့ခွင့်နော်ချီးမွမ်းကိုးကွယ်ရတဲ့ခွင့်ကိုပေးတဲ့ကြောင့်ဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်ဆက်လက်ပြီးမှတစ်ခုနော်နှစ်ခုပြန်ပြီးကြွေးကြော်ရအောင်နော်ယေရှုနာမ၌အကျွန်ုပ်ဒီဘုရားမျက်နှာတာကိုခံရတော့သူဖြစ်တယ်ဆိုတာကျမတို့၃ချိန်ကြွေးကြော်ရအောင်ဒီနေ့တော့ယေရှုနာမ၌အကျွန်ုပ်ဒီဘုရားမျက်နှာတာကိုခံရတော့သူဖြစ်သည်ယေရှုနာမ၌အကျွန်ုပ်ဒီဘုရားမျက်နှာတာကိုခံရတော့သူဖြစ်သည်ယေရှုနာမ၌အကျွန်ုပ်ဒီဘုရားမျက်နှာတာကိုခံရတော့သူဖြစ်သည်အာမင်နောက်ဆုံးတစ်ခုကပါလဲဆိုယေရှုနာမ၌အကျွန်ုပ်ဒီထာဝရဘုရား၏ဘုန်းတော်ကိုတည်ဆောင်တော်သူဖြစ်သည်ဆိုပြီးကျွန်မသုံးချိန်ပြန်ပြီးမှကြွေးကြော်ရအောင်ဒီနေ့တော့ယေရှုနာမ၌အကျွန်ုပ်ဒီထာဝရဘုရား၏ဘုန်းတော်ကိုတည်ဆောင်တော်သူဖြစ်သည်ယေရှုနာမ၌အကျွန်ုပ်ဒီထာဝရဘုရား၏ဘုန်းတော်ကိုတည်ဆောင်တော်သူဖြစ်သည်ယေရှုနာမ၌ကျွန်ုပ်ဒီထာဝရဘုရား၏ဘုန်းတော်ကိုတည်ဆောင်တော်သူဖြစ်သည်အာမင်နော်ကြွေးကြော်သွားတော့တာသမီရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေကျမတို့သွားတဲ့နေရာရောက်တဲ့နေရာကျမတို့ဝန်ခံတကယ်တော့ဘုရားရဲ့ဘုန်းတော်ကိုတည်ဆောင်တော်သူဖြစ်တဲ့ကြောင့်နော်ကျမတို့ရတတ်တာငါဟာနော်ငါမဟုတ်ဘူးဘုရားရဲ့ဘုန်းတော်ကိုတည်ဆောင်တဲ့သူဖြစ်တယ်ဆိုပြီးကျမတို့ဘေးပတ်ဝန်းကျင်ရဲ့လူတွေရဲ့ရှေ့မှာဘုရားရဲ့ဘုန်းတော်ကိုထင်ရှားတော်သူအရောက်စီတိုင်းဖြစ်ပါစေလို့နော်ယေရှုတင်ပါတယ်ဒီကနေ့မှာကျမတို့နော်အခုချိန်မှာကျမအလူတော်ငွေအားဖြင့်နိုင်ငံတော်အားဖြင့်ကျမတို့ပါဝင်ဖို့ချိန်ဖြစ်ပါတယ်နော်ကျမတို့ယူဆောင်လာတဲ့အလူတော်ငွေအားဖြင့်တော်၎င်းဆယ်ဖို့တဖို့အားဖြင့်တော်၎င်းပေါ့နော်ကျမအလူဖွဲ့အမျိုးမျိုးအားဖြင့်ကျမတို့ပါဝင်ဖို့ချိန်ဖြစ်ပါတယ်အလူတော်ငွေကိုစက္ကအနံပေးဖို့ဓမ္မကျင်နူးကိုဖိတ်ခေါ်ပါတယ်အလူငွေကောက်ခံမဲ့သူများနဲ့နော်ကျမအလူတော်ငွေကောက်ခံချိန်မှာworship team ကနေပေါ့နော်ကျမတို့နေရာယူဖို့အားလုံးကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်လူတော်ငွေတဲ့စက္ကန့်နဲ့ရအောင်ယေရှုရှင်ဖဖျားကိုရဲ့ယေရှုတော်နာမတော်ကိုချီးမွမ်းပါ၏ကိုရရှင်ပင်စင်ပေးထားသောနေ့တစ်ထဲမှာဒါသမီးတို့အရောက်စီတိုင်းကိုကောင်းချီးပေးလက်ကျမချင်းပေးလက်ကိုရရှင်ယေရှုတော်အားဖြင့်ဒီကနေ့မြန်မာစစ်စစ်မှာကိုရောကိုပြန်လဲဝတ်ပြုရသောအခွင့်ကိုရရှင်ဖဖျားပေးသနာတော်မူတဲ့အတွက်ကြောင့်ကိုရဲ့ယေရှုတော်နာမတော်ကိုချီးမွမ်းပါ၏ဒီကနေ့ရောက်ရှိလာကြတဲ့ယုံကြည်သူများရဲ့တက်တာထဲမှာကိုရှင်ပေးထားတဲ့ကောင်းချီးများထဲကနေဂရိနိုင်ငံတော်အတွက်ပြန်လဲပြီးတော့ဆက်ကပါဝင်ကြမယ်အလူတော်ငယ်များကိုကိုရှင်ဖဖျားကောင်းချီးပေးတော်မူပါကိုရှင်နှစ်သက်တော်ရှိကိုရှင်ဖဖျားဖြစ်စေတော်မူပါကိုရဲ့ဘုန်းထင်ရှားဖို့အတွက်လဲဤလူတော်ငယ်များကိုကိုရှင်ဖဖျားကောင်းချီးပေးတော်မူပါဤအလူတော်ငွေများကိုအသုံးပြုတဲ့အခါမှာလဲပျောက်ဆုံးသောဝိညာဉ်တော်ပျောက်ဆုံးသောဝိညာဉ်မြောက်များစွာကိုပြန်လဲဖန်ဆီးရသောအလူတော်ငွေနဲ့တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာတယောက်နဲ့တယောက်ကိုရရဲ့နာမတော်အားဖြင့်ပြန်လဲပြီးတော့ကိုငင်နိုင်သောလူတော်ငယ်များကိုရရှင်ဖဖျားဖြစ်စေပါမည်အကြောင်းယေရှုနာမ၌ဆုတောင်းလေးစက္ကန့်နံပါ၏
know solin dago dilene apa guro wa chang tong pyu de nam le nai do le chi mo me ya ya rui dai twe to know go le tu yin yue do de a de da rui gong tian pi sa me cha ba rui ma the Kiana, I'm ready, say, move on. But one can I take a child with deep in love? The Kiana down, down there. I'm there, my soul.လူတော်ငွေအပြင်ပါဝင်သွားတော့တာသမယောက်စီတိုင်းဂတိတော်လာတဲ့တိုင်းပြည့်လက်ရှန်လက်တိတ်လက်ဘုရားသခင်တာ၍ကောင်းကြီးပေးပါစေနော်အခုချိန်မှာကျမတို့နော်ကျမတို့ရဲ့စိတ်နှလုံးသားများကိုလည်းပြင်ဆင်ကြရအောင်နော်ဘုရားသခင်ရဲ့ထာမလာတဲ့နှုတ်ကပတ်တော်ကိုပေါ့နော်ကျမတို့ကြားနာဖို့အချိန်ဖြစ်ပါတယ်ကျမတို့နှုတ်ကပတ်တော်နဲ့သူအတုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့အတုံးတော်ခါဆရာဆောင်ရှာsang ပြီးပေါ့နော်ကျွန်မအားလုံးမတ်တရက်၍နော်ဝိညာဉ်တော်ကိုခံရတော့အပြအားလုံးမတ်တရက်ပြီးလက်ခုပ်တီးလက်ယေရှုနာမ၌ကြိုဆိုကြရအောင် Hallelujah အလုံးမထိုင်ခင်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်ဆိုပြီးတော့တောင်းကြဝင်ခိုင်းကြရအောင်ဒီနေ့တော့တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်အာမင်အလုံးပြန်ထိုင်လို့ရပါပြီနေကောင်းကြပါသလားနေကောင်းကျမ်းမာစွာနဲ့နေ့မှတော်ကိုပို့ဆောင်ပေးတဲ့ဘုရားသခင်နာမတော်တာရွယ်ပုံကြည်ပါစေဒီနေ့အချိန်ကောင်းပေးတဲ့ဘုရားရှင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ယုံဆုံး
ဇုံမြေလို့ထွက်တော့မယ်နော်โอเคအားလုံးစင်တင်ဖြစ်ပြီလားစင်တင်ဖြစ်တယ်ဆိုရင်ကျန်ပိုက်တပိုက်လောက်အတူတကွဖတ်ကြရအောင်နော်မီဒီယာတွေစင်ပြီးတယ်ဆိုရင်ဂလတိအခန်းကြီး3ပိုင်းငယ်25နဲ့29စင်ပြီးရင်ပုံပွဲထိုးပြလို့ရမလားအတူတကွဖတ်ခြင်းနဲ့ဂရတိဩဝါဒစာခန်းကြီး3ပိုင်းငယ်25နဲ့29โอเคတို့တော့ပတ်ကြရအောင်နော်ဒီနေ့3ယုံကြည်ခြင်းတရားဒီရောက်လာသောအခါငါတို့ဒီသူအထိန်လက်မှလွတ်ကြ၏အဘေတုန်ဤဟုမူကားတင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်တော်ဖြင့်ဖျားသခင်၏သားဖြစ်ကြ၏ခရစ်တော်၌ဗတ္တိဇံကိုခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယိုတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယောဒလူမရှိဟေလတလူမရှိဂျုံမရှိလူလွတ်မရှိယောက်ျားမရှိမိန်းမမရှိထိုတကယ်၌တင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏အာမင်ဒီနေ့ဒီကျမ်းပိုင်းအပြင်ကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်လည်းလောက်ပြောချင်ပါတယ်ကောင်းရှင်အနေနဲ့ပေါ့နော်တင်မတူလဲနံပါတ်1ကောင်းရှင်3မျိုးရှိမယ်နော်လူဆိုးလူမိုက်နံပါတ်2မှာလူတော်လူကောင်းတဲ့နံပါတ်3 bring and low ဆိုပြီးတော့ကောင်းရှင်3မျိုးနဲ့ကျွန်တော်အနေနဲ့ဝင်ငါချင်ပါတယ်နံပါတ်1အနေနဲ့လူဆိုးလူမိုက်ဆိုတာဘယ်သူတွေပြောတာလဲကျမ်းစာထဲမှာလူဆိုးလူမိုက်ဆိုတာဘယ်သူတွေပြောတာလဲဆိုတော့ဂလတိအခန်းကြီး9ပိုင်းငယ်19မှ21ထဲမှာရှိတယ်နော်အဲ့တော့ကျွန်တော်ပဲဖတ်လိုက်ပါမယ်ယာတိပဂတိအချင်းတို့တွေထင်ရှားကြ၏ထိုအချင်းတို့မူကားဒုမယာကိုပင်မာခြင်းမတရားသောမေထုံ၌မေဝဲခြင်းညစ်ညိုးစွာကျင့်ခြင်းကိလေသာလွန်ကျိုးခြင်းယုတ်တုတို့ကိုကွယ်ခြင်းဒုတပါးကိုပြုစားခြင်းရန်ညှုပ်ဖွဲ့ခြင်းရန်တွေ့ခြင်းဂုံပြဲခြင်းအမျက်ထွက်ခြင်းငိမ့်ခုန်ခြင်းအချင်းချင်းကိုယ်ပြခြင်းတင်းခွဲခြင်းသူအကျိုးကိုညှို့ဆိုခြင်းလူအသက်ကိုတတ်ခြင်းရင်းမျိုးကိုတောက်ကျိုးခြင်းပွဲလို့ခြင်းမှစာရွက်ထူတော့သောခြင်းအချင်းပေသည်ထူတော့သောအချင်းကိုကျင့်တော်သူတို့သည်ဖျားသခင်နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ခဲ့ပြီးဒီအတိုင်းယခုပင်လဲငါပြောနေ၏တဲ့ဒီကျမ်းစာဖတ်တဲ့အတိုင်းပါနော်ကျွန်တော်တို့ဒီလူကျွန်တော်တို့အမြင်နဲ့နေရာမှာပေါ့နော်လူဆိုးလူမိုက်ဆိုတာကကျွန်တော်တို့လူတွေကဘယ်သူတွေပြောတာလဲကျမ်းစာထဲကပြောတဲ့လူမိုက်နဲ့တူသလားပေါ့နော်နည်းနည်းတော့ရှင်းကြရအောင်ကျွန်တော်တို့ပြောလဲလူမိုက်တယ်ကြတော့နော်ပြောမယ်ဆိုရင်ဘယ်လိုပြောမှလဲတောက်စားမှုရပြမှာတောင်းကျတဲ့သူတွေကဒါကျွန်တော်တို့လူမိုက်လို့ပြောကြတယ်ဒါပေမဲ့ကျမ်းစာထဲမှာပြောတဲ့လူမိုက်ဟာအဲ့ဒါတွေပဲမဟုတ်ဘူးဒီကျမ်းပိုက်ထဲမှာတော့အဲ့လိုမျိုးတောက်စားမှုရမျိုးကိုတောက်ကြိုးခြင်းတော့ပါတယ်ဒါပေမဲ့အဲ့လိုမျိုးရန်ဖြစ်တာတောင်းကျတာဘာညာတော့မရှိဘူးဒါပေမဲ့ကျမ်းစာလာတဲ့လူမိုက်နော်လူမိုက်ဆိုတာကဘုရားသခင်ပြီးထားတဲ့ဂရိတော်ကိုမလိုက်နာတဲ့သူဖြစ်တယ်ယေရှုခရစ်ပေးတဲ့ဘယ်လိုပြောမလဲဘင်းရဲ့တရားကိုမကျင့်သုံးတော့သူတွေဘယ်လိုမျိုးတွေဘုရားသခင်ကကျမ်းစာကလူမိုက်လို့ပြောတာဖြစ်တယ်နံပါတ်1အနေနဲ့ပေါ့နော်သူ့မယားကိုပြင်မာခြင်းနဲ့သူ့မယားကိုပြင်မာခြင်းလူတိုင်းကတော့ကိုက
သူများမယားကိုပင်မာမလေးမရှိဘူးတော့နော်ဒါပေမဲ့ယေရှုကပြောခဲ့တာလဲဗါတယ်ပင်မာခြင်းစိတ်နဲ့ကြည်တာအောင်မှပင်မာတဲ့အမှုရောက်သွားပြီလို့ယေရှုကပြောတယ်နော်ပြီးတော့မတရားတော့မြေထုံ၌မြေဝဲခြင်းညညိုးဆိုချင်းကိရိတာလွန်ချိုချင်းအဲ့ဒါမျိုးတွေယာတိပကတိကနေမွေးဖွားလာတဲ့ကျွန်တော်တို့အမေဝန်တဲ့ကပဲမွေးလာကြတဲ့ကအဲ့ဒီအချင်းတွေရှိပြီးတာဖြစ်တယ်ကျွန်တော်တို့ဒီတိုင်းကြည့်မယ်ဆိုရင်တော့အဲ့လိုမျိုးအပစ်တွေလုံးလည်းမရှိဘူးလို့အများဆုံးကဒီမှာရောက်လာကြတဲ့သူကကျွန်တော်အပစ်မရှိဘူးသူများမရတဲ့မပစ်မဘူးဘယ်သူမှလည်းရံဖြစ်ဖို့တာမဟုတ်ဘူးလို့ကိုထင်ကြလိမ့်မယ်ဒါပေမဲ့ဖခင်တကယ်အမြင်မှာတော့သူများကိုမုန်းတီးခြင်းကလည်းအဲ့ဒါလည်းလိုမိုက်ပဲသူများနဲ့သူများအသက်ကိုတတ်ခြင်းအမှုတော့ရောက်သွားပြီယေရှုခရစ်အဲ့လိုပြောတာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့နောက်ပတ်ချက်လည်းလာအောင်မယ်နော်ကျွန်တော်တို့တင်းတော်ထဲမှာ salvation camp လာမယ် salvation camp လာမယ်ဆိုရင်ဘာတွေပြောလို့ရှိလဲကဲတင်ချင်းကြောင်းတွေပြောမယ်အဲ့ထဲမှာအများဆုံးကဘယ်သူကိုခေါ်ကြလဲဘယ်သူတွေကို salvation camp တက်စီရှင်ကြလဲလမ်းပြီးရောက်နေတဲ့သူတွေအရက်ဆိုင်တွန်းနေတဲ့သူတွေအများဆုံးက salvation camp လုပ်မယ်ဆိုရင်ဘယ်သူတွေတက်စီခြင်းလဲတက်စီခြင်းတဲ့သူတွေဆိုရင်အရက်တောက်စားတဲ့သူတွေပဲလူတွေကမြင်ကြတယ်ဒါပေမဲ့ကျွန်တော်အမြင်မှာဆိုရင်အဲ့ဒီအရက်တောက်တဲ့သူကသူ့ဘဝပျက်စီးဖို့အတွက်တောက်နေတာပဲဖြစ်တယ်အဲ့ဒါထက်ပိုပြီးတော့အပစ်ကြီးတာကသူများမကောင်းကြောင်ပြောတဲ့သူတွေနော်မပြောဖို့တဲ့သူရှိလားမရှိဘူးနော်မကောင်းသူများမကောင်းကြောင်မပြောဖို့တဲ့သူရှိရင်ဘယ်သူမှမရှိမှာမဟုတ်ဘူးဘယ်သူကိုမှမမုန်းဖို့တဲ့သူရှိလားမရှိဘူးsalvation camp လို့လိုက်မယ်ဆိုရင်တော့လူတွေကအဲ့ဒီမျက်လုံးထဲမှာဘယ်သူတွေမြင်လဲကျွန်တော်ဆွမ်းနာပြောသလိုပဲလမ်းမရောက်တဲ့သူတွေအတွက်ပဲထင်ကြတာဒါပေမဲ့ကျွန်တော်အမြင်မှာဆိုရင်ဘယ်လိုပြောရမလဲသူများမကောင်းကြောင်ပြောတဲ့သူတွေတက်ဘယ်လိုပဲပို့ပြီးတော့တက်စီချင်တာပေါ့နော်ယေရှုကဘာတွေပြောလဲဆိုတာကိုအားလုံးကိုတည်တည်ကြကြနားလည်စီချင်တာဘယ်သူတချို့တွေကငယ်ကလေးကဘယ်သူမှနဲ့ရံဖြစ်ဖို့တာမဟုတ်ဘူးအရင်လည်းတခွဲလေးမှမတော့ဘူးဒါပေမဲ့သူ့ကိုသူလူကောင်းလို့ထင်တယ်ဟုတ်တယ်လူကောင်းတော့လူကောင်းပဲခဏနေကျန်လာမယ်လူကောင်းလူကောင်းဒီလူဆိုးနဲ့လူကောင်းနဲ့เนาะကျွန်တော်တူတပြည့်တည်းပြောသွားမယ်လူကောင်းဆိုတာဘယ်သူတွေပြောတာလဲလူကောင်းဖာရိရှိုင်လူမျိုးတို့ပေါ့နော်ဖာရိရှိုင်လူမျိုးတွေကျတော့ကောင်းတယ်ဘုရားသခင်ပြီးထားတာကောင်းလို့ဘုရားသခင်ကတင်းနာတော်ပေါ်မှာပြီးထားတာပင်းရတော်10ပါသူတို့ကျင့်သုံးတာ673ပါလောက်ရှိတယ်ဘယ်တော့ကောင်းတယ်လဲကျွန်တော်တို့လိုက်ကျင့်သုံးနိုင်သလားကျင့်သုံးနိုင်ဘူးနော်အမေအဲ့လိုမျိုးတွေကလူသူတို့ကလူတော်တယ်ကောင်းတယ်သူများမရဘူးလည်းမပြစ်မှာဘူးသူများတွေနဲ့လည်းရမဖြစ်ဘူးလို့ကောင်းတာကောင်းပါတယ်ဒါပေမဲ့ဘုရားသခင်အမြင်မှာအဲ့ဒါလည်းလူကောင်းမဟုတ်ဘူးကျွန်တော်အမြင်မှာတော့လူကောင်းပါနော်ဘုရားသခင်အမြင်မှာတော့လူကောင်းမဟုတ်ဘူးပြောချင်တာကဥပမာပြောမယ်ဆိုရင်ပျောက်တော့သားငယ်ကို2ယောက်ပေါ့နော်ပျောက်တော့သားအကြောင်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့အမြင်နေကြတာကြားဖို့တဲ့စကားလုံးဆိုရင်တော့အများဆုံးကတော့ထွက်သွားတဲ့သူကိုပဲဘယ်လိုလဲအပိတာလို့ထင်နေကြတာပေါ့နော်ဒါပေမဲ့2ယောက်စလုံးကပျောက်နေတာကျမ်းစာတိကျဖတ်ကြည့်လိုက်ပျောက်တဲ့သူကတော့ပူတော်ကောင်းသေးတယ်နော်ပျောက်တဲ့ငယ်ကောင်ကသူ့အဖေပိုင်တဲ့ဥစ္စာတွေအကုန်တူရမယ့်အမွေတွေကိုအကုန်ရောင်းပြီးမှထွက်သွားတယ်အိမ်ကနေထွက်သွားတယ်ဟိုအခုရောက်တယ်ကြိတ်တလူသုံးတယ်တောက်စားတယ်မိုးရတဲ့ဒီကြိတ်တလူနေတယ်ဒါပေမဲ့သူအချိန်တန်တော့သူ့အဖေရဲ့ချစ်ချင်းမေတ္တာကိုနားလဲတယ်နားလဲလာတော့အိမ်ကိုပြန်ပေးလာတယ်အိမ်ကိုပြန်ပေးလာတော့သူ့အဖေကသူ့အိမ်မရောက်ခင်သူ့ကိုပွေဖက်ပြီးတော့ဖနက်စီခိုင်းတယ်ဆိုတာအဲ့ဒီကျွန်တော်ကျန်းစာထဲမှာမြင်တွေ့တော့အရာဆိုပြောရမယ်ဆိုရင်အဲ့ဒီဖနက်စီခိုင်းတယ်ဆိုတာက
အိမ်အဖေရဲ့အမွေကိုစက္ခံလို့ရတယ်ဆိုတဲ့သဘောမျိုးမနေ့ကကျွန်တော်ကျမ်းပိုက်တော့တတိမရတော့ဘူးနော်အဲ့ထဲမှာရှိရဆိုရင်သူ့အကိုရဲ့ယနေ့ကိုသူ့အကိုရဲ့အမျိုးကိုမဆက်ချင်တဲ့သူတွေကိုဖနတ်သူ့ရဲ့ဖနတ်ကိုချွတ်ခိုက်ပြီးမှမျက်နာကိုတထွေးနဲ့ဘယ်လိုအဲ့လိုမျိုးအဲ့ဒီကျမ်းပိုက်နဲ့ဒီလိုမျိုးနိုင်ရှင်လိုက်မယ်ဆိုရင်ဖနတ်စေးခိုင်းတယ်ဆိုတာသူ့အကူလိုပဲပေါ့နော်အကူရဲ့အိမ်မှာရှိတဲ့အမွေတွေကိုပြန်ပြီးတော့စိတ်ခံလို့ရတယ်ဆိုတဲ့သဘောအဲ့လိုမျိုးရှိတယ်အဲကြောင့်ဒီထဲမှာပြောချင်တာကပျောက်တော့သားကသူ့အဖေရဲ့ချစ်ချင်းမေတ္တာကိုပြန်လဲတရိယာပြီးတော့အိမ်ကိုပြန်လာတယ်ပြန်လာတော့အဖေရဲ့လက်ခံတယ်အမွေကိုလည်းပြန်လဲပြီးတော့စိတ်ခံခွင့်ပေးတယ်ဒါပေမဲ့ကောင်းနေတဲ့အဖမဟုတ် sorry အကူကအိမ်မှာရှိရတာနဲ့အိမ်ထဲဝင်လို့မရတော့ဘူးပေါ့နော်ယေရှုကပြောတယ်ဟိုအဖလို့ခေါ်တော့သူတိုင်းကောင်းကင်နိုင်ငံတော့မဝင်ရတဲ့အခုထိပြောတော့ဒါအချီကောင်ပေါ့နော်အကူကြီးကအခုထိအိမ်ထဲမဝင်ရသေးဘူးပေါ့နော်သူကအပြင်မှာပဲရက်နေတယ်ဟုတ်တယ်အခုဒီကျမ်းပိုက်ထဲမှာအကူကြီးလည်းပြန်နေနောင်တရပြီးမှအိမ်ထဲဝင်လာတယ်လို့တကားမှမကြဘူးတည်းအဲကြောင့်မလို့အခုဒီသူကလှုပ်တာတော့ငယ်စဉ်ကလေးကအဖအိမ်တော်မှာပဲရှိတယ်အဖေလှုပ်တမြောက်ကိုကောင်းလှုပ်တယ်နော်အဖေပိုက်ဆက်တမြောက်ကိုတိုးထိန်တယ်လို့ပြောမှလဲကျွန်တော်တို့တောင်ပေါ်မှာဆိုရင်နော်တောင်ရသွားတယ်ပြောင်းဆိုင်တယ်ကလေးမျိုးပဲရောက်နေဆိုရင်တော့လဲထွန်းတယ်စပါးဆိုင်တယ်ရိုက်သိမ်းတယ်ဘာညာပေါ့နော်လှုပ်ရှားရှိတာအကုန်လုံးလှုပ်တယ်ဒါပေမဲ့နောက်ဆုံးတော့သူကသူ့ငယ်လေးပြန်လာတာကိုအဖေကကြိုဆိုလိုက်တာနဲ့လက်ခံလိုက်တာနဲ့သူကမနာလို့ဖြစ်ပြီးမှခုထိအိမ်ထဲမဝင်ရသေးဘူးဖြစ်တယ်ထိုနေ့တို့ပဲကျွန်တော်တို့လည်းနေ့တိုင်းဘုရားကျောင်းလာပြီးတော့ဘုရားကျောင်းထဲမှာပျောက်နေသလားနော်ကိုပြန်ပြီးတော့ချင်းဘယ်လိုပြောမှလဲချင်းကြရအောင်နော်ဒီအမေရန်ငယ်စဉ်ကလေးက Sunday School နဲ့တက်တယ်ယေရှုကြောင့်ပြောတယ်ဆိုကိုတို့ကျမ်းစာတော်တပုတ်လုံးတအုပ်လုံးအလိုရသလားလို့တော့ထင်ရတဲ့သူတွေရှိတယ်တချို့လူတွေကယေရှုကြောင့်တော့တည်တယ်ဒါပေမဲ့သူတို့တည်တာကိုဘယ်လိုပြောမှလဲသူတို့ယေရှုကြောင့်တည်တာကိုနဲ့ဂျေနတ်နေတာသူ့ကိုယ်သူကယ်တင်ခြင်းရတယ်လို့ထင်နေတဲ့သူတွေလည်းရှိတယ်အဲကြောင့်မလို့ကိုပြန်ပြီးတော့ကိုအတိအဆုံးဆိုတော့ကိုပြန်ပြီးတော့ဒီနေ့ပြန်လဲချင်းကြရအောင်ကိုကဘယ်နေရာမှာရှိနေတယ်လဲလူဆိုးနေရာမှာရှိနေသလားလူကောင်းနေရာမှာရှိနေသလားနောက်ဆုံးမှာ bring in လို့မိနစ်20လောက်ပဲပြောမယ်နော် bring in လို့ဆိုတာဘယ်သူတွေကိုပြောကြလဲ okay bring in လို့ဆိုတာအတွေ့တော်ရဲ့လူဝတ်နဲ့နေမှုကိုနားလည်ခြင်းဖြစ်တယ်တဲ့ကျွန်တော်ယေရှုခရစ်တော်ဟာဒီလောကကိုကြွမလာခင်ကတည်းကသူ့ရဲ့အတွေ့တော်အဖြစ်လူသားတွေကိုကယ်တင်မယ်ဆိုတာဘုရားသခင်နဲ့သူနဲ့တာဖနှစ်ယောက်တိုင်ပင်ပေးတာဖြစ်တယ်သူတို့အပေါ်ဒီမြေကြီးပေါ်ကြွမလာခင်ကတည်းကဘုရားသခင်နဲ့သူတို့ bring and ပြုတ်ပေးတာဖြစ်တယ် bring and ပြုတ်တယ်ဆိုတာဂတိလို့ပြောရမလား bring in အတွေ့တော့ bring in ဆိုတာဘယ်လိုပြောရမလဲအရင်တော့ပေါ့နော်ကျွန်တော်ဘယ်နိုင်ငံမှာလဲမသိဘူးအင်္ဂလန်ဆိုတာပါလားသူတို့ကအသွေးတော်နဲ့သူတို့ကအသွေးနဲ့ bring and ပြုတ်တာဆိုတာကျွန်တော်တို့လည်းဒီလက်ကိုဓာတ်နဲ့လေးပြီးမှလေ
ညာဘက်လက်2ယောက်သားစစ်တိုက်ထွက်တော့မယ်စစ်ထွက်တော့မယ်ဆိုရင်တို့ကလက်ကလေးပြီးမှလက်ဆွဲပြီးမှ bring in ပြုတ်တယ်ဘယ်လို bring in ပြုတ်တယ်ဆိုတော့တကယ်လို့တကယ်ချင်း2ယောက်အဲ့လို bring in ပြုတ်တယ်ဆိုရင်ဒီတယောက်ကစစ်ထဲမှာဆုံးသွားတယ်ဆိုရင်သူ့မိသားစုကိုသူကတာဝန်ယူပေးရမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး bring in ပြုတ်တဲ့bring in ပြုတ်တဲ့သူတွေရှိတယ်အဲ့လိုမျိုး bring in ပြုတ်တယ်ဆိုတာဘယ်လိုမှဖျက်လို့မရဘူးသူကသူပြုတ်ထားတဲ့ bring in အတိုင်းမလုပ်ဘူးဆိုရင်သူမိသားစုထဲမှာတခုခုဖြစ်တယ်ပါညာပေါ့နော်အဲ့လိုမျိုးတွေရှိတယ် bring in ပြုတ်တယ်ဆိုတာအဲ့လိုမျိုးအဲ့လိုဆိုလို့ချင်တာဖြစ်တယ်ပြီးတော့ဘုရားသခင်ကြီးကျိုးကြောင်းကြီးကျိုးတော်ကြောင်းရရှိမဲ့ခြေမမှုအတွေ့တော်အပြင်ရရှိမဲ့အမွေကိုနားလည်စီတော့တော်ချက်တကူလည်းဖြစ်တယ်ကျွန်တော်တို့ဟာ bring in လို့ဆိုတာကိုနားလည်ခြင်းအပြင် bring in လို့ဆိုတာကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူတွေကဘုရားအတွေ့တော်အပြင် bring in လို့ဖြစ်တယ်နော်ကျွန်တော်တို့ယေရှုအတွေ့တော်အပြင်နော်ဆိုတော့တခြင်းဆိုတဲ့ဖြောင်းမခြင်းကိုပိုက်ပြီးခဲ့ပြီးယေရှုရဲ့အတွေ့တော်အပြင်ယေရှုကကျွန်တော်တို့ကိုဖြောင်းမခြင်းကိုပိုက်ပြီးတယ်အဲ့ဒါကိုနားလေရရှင်တင်က bring in လို့ဖြစ်တယ်ကို bring in လို့ဆိုတာနားလေပြီးဆိုကြတဲ့ကဘယ်အရာမှအတင်းကိုဖျက်ဆီးလို့မရတော့ဘူးဘုရားသခင်ရဲ့တားတော်အတွေ့တော်အပြင် bring in လို့ဆိုတော့ကိုနားလေတော့အပြင်ပေါ့နော်တင်းကိုဘာတကူမှတားဆီးလို့မရတင်လို့ချင်တယ်မြတ်ဘုရားသခင်တင် bring in လုပ်လိုက်ပြီဆိုရင် bring in ပြုတ်တယ်ဆိုတာကတင်းနဲ့ဘုရားသခင် bring in အဲ့လိုမျိုးယေရှုကျွန်တော်တို့ကယေရှုအဖြစ် bring in လို့တွေပေါ့နော်ယေရှုကဘုရားသခင်နဲ့ bring in ပြုတ်ကြတဲ့ကဘုရားသခင်ပိုင်တဲ့အရာအလုံးကိုလည်းယေရှုကပိုင်တယ်ကျွန်တော်ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်လက်ခံနေဆိုရင်ယေရှုပိုင်တဲ့အရာအလုံးလည်းကျွန်တော်ပိုင်တာဖြစ်တယ်တင်းဘဝတစ်ခုလုံးကိုလည်းဘုရားသခင်ပိုင်တယ်တင်းဘဝတစ်ခုလုံးကိုလည်းဘုရားသခင်ပိုင်တာဖြစ်တယ်ထို့ကြောင့်တခုရှိတယ်နော်တင်းကျွန်တော်တို့ကတော့ဘယ်လိုပြောမှလဲဘုရားသခင်ပိုင်တဲ့အရာအလုံးကိုကျွန်တော်တို့ပိုင်ဆိုင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ဘဝကိုတော့ဘုရားသခင်လက်ထက်မှာအချင်းကြဘူးဘုရားသခင်ကျွန်တော်တို့ကိုပိုင်တယ်ဆိုတာဘယ်သူမှဘယ်လိုပြောမှလဲဘုရားသခင်လက်ထက်ကိုမအချင်းကြဘူးနော်ဗောနော်အဲ့လိုbring in ကျွန်တော်တို့ bring in လို့ဖြစ်တော့ပြီဆိုရင်နှစ်ဖက်ပေါ့နော်ကိုဘဝလည်းသူပိုင်တယ်သူပိုင်တမရလည်းကျွန်တော်ပိုင်တယ်ဆိုတော့ကျွန်တော်ပြောတဲ့စစ်ထွက်မဲ့2ယောက်လို့ပေါ့နော်တကယ်လို့စစ်ထဲမှာတခုခုဖြစ်လို့တယောက်ကဆုံးတော့ပြီဆိုရင်သူမိသားစုသူပိုင်ဆိုင်တမရကိုလည်းအဲ့ဒီမဆုံးတော့တဲ့လူကတာဝန်ယူရမယ်သူအမွေတွေကိုလည်းအဲ့ဒီ bring in လို့မဆုံးတဲ့သူကလက်ခံရရှိခွင့်ရှိတယ်အဲ့လိုပြောမှာအဲ့ကြောင့်မလို့ဘုရားသခင်နဲ့ကျွန်တော်တို့က bring in လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပိုင်ဆိုင်သမျှအားလုံးကိုလည်းဘုရားသခင်ပိုင်တယ်ဘုရားသခင်ပိုင်သမျှအားလုံးကိုလည်းကျွန်တော်တို့ပိုင်တာဖြစ်တယ်โอเคကျမ်းစာထဲတွေ့ရအောင်ခေါ်မှကျမ်းပိုက်ထဲတွေ့မှာနော်ကျွန်တော်တို့ဟာယေရှုအဖင် bring in လို့ဖြစ်တယ်လို့ယုံကြည်လက်ခံခြင်းအဖင်နံပါတ်1ဂလာတိအခန်းကြီး3ပိုင်းငယ်25မှာအထိန်လက်မှလွတ်ခြင်းအထိန်ဆိုတာဘာကိုပြောချင်တာလဲအထိန်ဆိုတာကကျွန်တော်တို့ယာတိပဂတိပေါ့နော်ဆိုတော့ဂလာတိခန်းကြီး9ထဲမှာဖတ်တော်တဲ့အတိုင်းပေါ့နော်အထိန်ကျွန်တော်တို့ကိုအမေရဲ့ဝန်တဲ့ကပင်မမွေးခင်ကတည်းကအဲ့ဒီ
အပစ်တရားကကျွန်တော်ကိုထိန်ချုပ်နေတာဖြစ်တယ်အားကြောင့်မလို့လူတရားကမွေးကြတဲ့ကအပစ်လောက်တာက तू ကအပစ်မဟုတ်ဘူး तू ရာတိပကတိအတိုင်းလောက်တာ तू ဘဝမှာအရက်တောက်တယ်ဆိုတာ तू ဘာမှဟိုမဟုတ်ဘူးအပစ်လောက်တာမဟုတ်ဘူး तू ဘဝမှာမမွေးခင်ကြတဲ့ကဟူအာရအင်းဝကြတဲ့ကစင်တက်လာတဲ့အပစ်နဲ့ကျွန်တော်တို့မွေးဖွားလာတာဖြစ်တယ်အဲ့ဒီအပစ်တရားကကျွန်တော်တို့ကိုထိန်းချုပ်နေတာဖြစ်တယ်ပြီးတော့ပင်ငက်တရားကလည်းကျွန်တော်တို့ကိုထိန်းချုပ်နေတာဖြစ်တယ်အဲဒါကြောင့်မလို့လူတရားကအပစ်လို့တယ်သူများနဲ့ရံဖြစ်တယ်တောင်းကျင်းတယ်ရက်တောက်တယ်ဆိုတာကသူကအပစ်မဟုတ်ဘူးသူဘာလဲသူယာတိပကတိအတိုင်းသူအသက်ရှင်နေတာဖြစ်တယ်အဲကြောင့်မလို့ဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ဟာယေရှုခရစ်တော်အားဖြင့်နော် bring in လို့ဖြစ်တယ်ယေရှုရဲ့အသွေးတော်အားဖြင့် bring in ဖြစ်တယ်ဆိုတဲ့အကြောင်းကိုယုံကြည်လက်ခံတဲ့နေရာစကျွန်တော်အဲ့ဒီအထင်အပိတရားချင်းထုတ်မှုအောက်ကနေကျွန်တော်လွတ်မြောက်ခြင်းကိုရတာဖြစ်တယ်အာမင်ကျွန်တော်တို့အထဲမှာနှလုံးသားထဲမှာတကယ့်နော်တခါတလေယုံကြည်လိုက်မယုံကြည်လိုက်မဟုတ်ဘဲနဲ့စိတ်နှလုံးအကျွမ်းမဲ့ယုံကြည်လက်ခံတော်အဖြစ်အဲ့ဒီအထင်လက်မလွတ်မြောက်ခြင်းကိုရတာဖြစ်တယ်နံပါတ်1အပိုင်းငယ်26မှာဖယားသခင်တာဖြစ်တယ်ဖယားသခင်တာဖြစ်တယ်ကျွန်တော်တို့ဟာယေရှုခရစ်ရဲ့အတွေ့တော်ကိုယုံကြည်လက်ခံတော်အဖြစ်နော်ဖယားသခင်တာဖြစ်ခြင်းကိုရတာဖြစ်တယ်အဲဒါကြောင့်မလို့အစောနာပြောတယ် bring in လို့ဆိုတာအမွေခံရတော့အခွင့်ကိုရတာဖြစ်တယ်ထို့ကြောင့်ကျွန်တော်တို့က bring in လို့ဖြစ်တယ်အတွေ့တော်အဖြစ် bring in လို့ဖြစ်တယ်ဖယားသားလည်းဖြစ်တယ်ဒီထဲမှာဖယားသားရှင်ယောဟန်ပထမစာဆောင်ပိုင်းငယ်အခန်းကြီး9ပိုင်းငယ်4မှာဖယားသခင်သားဖြစ်တော်သူတွေဖြစ်တော်သူမိတွေကလောကကိုအောင်တတ်လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့ယုံကြည်ခြင်းဖြစ်သည်တဲ့ဒီထဲဒီကျမ်းပိုက်တိုင်းဆိုရင်ဘယ်လိုပြောမှလဲယေရှုခရစ်ရဲ့အတွေ့တော်ယေရှုခရစ်ဖယားသခင်သားတော်ကိုယုံကြည်တော်သူတွေဟာလောကကိုဖယားသားဖြစ်တယ်ဖယားသားဖြစ်တော်သူတွေကလောကကိုအောင်တယ်လောကကိုအောင်တယ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့အပေါ်ကကျွန်တော်တို့ဆိုတော့ပြောခဲ့တဲ့အဖြစ်တွေပေါ့နော်ဘာလဲနားရနော်ယာတိပကတိချင်းများအများကြီးပဲမတရားတော်မီထုံနိုင်မီဝဲချင်းညို့ချင်းတို့မနော်ကိလေသာလွန်တူချင်းရုပ်ထုကိုကိုယ်ကွယ်ချင်းအဲ့ဒီအပိတ္တရားရဲ့ချင်းထုံမှုအောက်ကကျွန်တော်အပိတ္တရားကျွန်တော်ဟာယာတိနေတိုင်းပေါ့နော်မိနစ်ထားတဲ့ကကျန်ပါရှိတယ်ကျန်းစာအရင်ဖတ်မလား Facebook အရင်ကြည့်မလားအရင်ဆုံးဘုရားကိုရှေ့ခိုးပြီးတော့ဘယ်လိုပြောမလဲဆုတောင်းမလားဒါမှမဟုတ်ဒီတိုင်းပဲထပြီးမှဖုန်းကိုကိုင် Facebook ကြည့်သူများကို comment ပေးသူများမကောင်းကြောင်းကို Facebook ပေါ်မှာတင်အဲ့လိုမျိုးလုပ်မလားကျမ်းစာကိုအရင်ဖတ်မလားဖယားသားဆိုတော့ကိုဖယားသားဆိုတာနားလဲပြီဆိုရင်အဲ့ဒီမနေ့ထကလေးကကြီးစိုးတော်ကိုအရင်ဆုံးချီးမွမ်းခြင်းဘက်ကိုဖယားသားဖြစ်တဲ့ဒီအတိငယ်လေးကကျွန်တော်ကိုဆွဲခေါ်တော်မှာဖြစ်တယ်အာမင်ကိုဖယားသားဖြစ်တယ်လို့မယူဆဘူးဆိုရင်တော့မနော်နည်းနည်းတော့စဉ်းစားစရာပဲဒါပေမဲ့ဒီမှာဖယားသားဖြစ်တော်သူတွေကလောကအရာကိုအောင်တယ်လောကကိုအောင်တယ်တဲ့တို့ကြောင့်
လောကကိုအောင်တော့သူဆိုတာကမနေ့ဆောနာပြောတယ်လို့ပေါ့နော်ထားရင်ကျန်းစာရင်ဖတ်မလား Facebook ကရင်ကြည့်မလားသူများမကောင်းခြင်းကိုရင်ပြောမလားဖခင်တကယ်ချီးမွမ်းတခြင်းတွေကိုပဲဆိုမလားဖခင်ကြောင့်တော်မလား shopping mall ပဲတော်မလားပေါ့နော်အဲ့လိုမျိုးအမျိုးမျိုးတွေရှိပဲအဲ့ဒီထဲမှာကိုကဘယ်ဟာကိုရွေးမလဲဖခင်သားတကယ်ကိုကျွန်တော်အရင်တော့ပေါ့နော်ကျွန်တော်ပြောင်းလဲခါစားတော့ကကျွန်တော်တောထဲမှာကားမောင်းဖို့သွားတယ်အဲ့မှာတကားတလေကျွန်တော်တငယ်ချင်းနေရာအဲ့မှာအရက်တောက်တယ်ဖဲရိုက်တယ်ဆေးလိုက်တောက်တယ်ပြီးတော့စီဘောနော်ဒီဘက်ကရေခဲကျွန်တော်အဲ့လိုအဲ့ဒါတွေလည်းအရင်တော့အလုပ်ပို့တာပေါ့နော်အဲ့ဒါကျွန်တော်စွဲတဲ့အရာတွေအကုန်လုံးအဲ့မှာရှိတယ်ညဖက်ရောက်ရင်ဟိုဟာတွေကအကုန်လုံးသူတို့ကပျော်ကြတောက်တဲ့ตัวတောက်ဖဲရိုက်တဲ့ตัวဖဲရိုက်တချင်းဆိုတဲ့ตัวဆိုအဲ့လိုမျိုးတွေနေကြတာပေါ့နော်အဲ့ထဲမှာကျွန်တော်စိတ်ထဲမှာပါဝင်လာတယ်ဆိုတော့ငါလည်းတစ်ခွက်လောက်တောက်လိုက်ရင်နော်ဒီရစီအတင်းသားတွေလည်းတယောက်မှမရှိဘူးငါရွာသားတွေလည်းတယောက်မှမရှိဘူးငါဘယ်သူမှမမြင်ဘူးဒါပေမဲ့ငါမြို့ထဲကိုပြန်တဲ့ချိန်ကျရင်ပေါ့နော်မပြန်ခင်3ရက်လောက်မတောက်ပဲနေပြီးမှတတရရနဲ့ပြန်သွားလိုက်ရင်ငါ့ကိုဘယ်လိုလဲအမှန်တကယ်ပြောင်းလဲပဲလို့ပဲသူတွေကထင်ကြမယ်လို့ပဲအဲ့လိုမျိုးစိတ်ထဲမှာဝင်လာတာပေါ့နော်ဒါပေမဲ့ဒီစိတ်ထဲမှာဒီအိုးနောက်ထဲမှာအဲ့ဒါဝင်လာတယ်ဒါပေမဲ့ဒီထဲကနေစကားတကွန်းထွက်လာတယ်ဘာလဲဒီနေရာမှာတင်းကိုမင်းနဲ့သူအပြစ်တင်မဲ့သူတယောက်မှမရှိဘူးတင်းရဲ့တင်းအုပ်စရာလည်းမရှိဘူးတင်းတငယ်ချင်းတွေလည်းမရှိဘူးတင်းမိဘတွေလည်းမရှိဘူးဒါပေမဲ့တင်းကိုအမဲတမ်းမင်းနေတဲ့ဘုရားကတင်းအနားမှာရှိနေတယ်ဆိုတော့စကားလုံးလေးတရားနဲ့ထွက်လာတင်းပါလို့ဘယ်သူမှမမင်းလဲတင်းရဲ့ဘုရားသခင်ကတင်းကိုမင်းနေဆိုတဲ့အသေးစိတ်လေးကဒီထဲကနေထွက်လာတယ်အဲကြောင့်အဲ့ဒီစကားလုံးလေးကမလို့နော်နှလုံးသားထဲကထွက်လာတဲ့လို့ပြောရမလားအဲ့ဒီစကားလုံးတွေကကျွန်တော်ဘဝကိုဒီနေ့ဒီထိန်ချိပေါ့နော်မလဲကောင်းမွန်စွာနဲ့လမ်းပြပြတာဖြစ်တယ်အဲကြောင့်တင်းအိမ်မှာရှိရင်လဲမနော်တချို့လူတွေကဘုရားကျောင်းထဲမှာတော့တကယ်ဟိုဘယ်လဲလူကောင်းဘုရားကျောင်းထဲမှာတော့တကယ်ပဲဘုရားသခင်ကိုယုံကြည်တယ်ဘုရားသခင်နဲ့အမြဲတမ်းမေတ္တာရောက်ဖွဲ့တာလို့အပင်ရောက်ရင်တော့ကြိုက်တယ်လို့နေတဲ့သူတွေလည်းရှိတတ်တယ်နော်ပြောချင်တာကတင်းဟာဘုရားသားဖြစ်တဲ့မာနေဆိုရင်တင်းဘယ်နေရာတော်တင်းအပြုတ်မောတင်းဘဝအတွက်တက်တိခါနေမှာဖြစ်တယ်အာမင်တင်း shopping mall တွားရင်လည်းဒီမှာတင်းပါလို့တယ်လေတင်းအပြင်မှာဘယ်လိုနေတယ်လဲတင်းအိတ်ခန်းထဲမှာပေါ့နော်အိမ်မှာအခန်းထဲမှာတင်းတယောက်ထဲနေတယ်ဆိုရင်လည်းအဲ့ထဲမှာတင်းပါလို့တယ်လေဥပမာဗီဒီယိုကြည့်တယ်တင်းပါကားတွေကြည့်တယ်လေနော်တင်ဘာဒီလို့နေတယ်လဲဆိုတာတင်ဖျားသားဖြစ်တဲ့မာရင်တင်လို့တာကလည်းဖျားနဲ့သက်ဆိုင်တော့အရာပဲဖြစ်ရမယ်အာမင်ကျွန်တော်တို့ဘုရားယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်နေ့ကလေးကကိုရင်တိုဝရစပရမဆောင်ခန်းကြီး3ပိုင်းရဲ့ကိုမှာဖျားသခင်ဥယျာဉ်တော်ဖြစ်တယ်ဖျားသခင်ရဲ့ကျောင်းတော်တိုက်ဖြစ်တယ်ပိုင်းရဲ့ဇက်ခွန်မှာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်တဲ့ဗိမာန်တော်ဆိုတာဒီထဲမှာပြောတဲ့ဗိမာန်တော်ကကျွန်တော်တို့ပြောတဲ့ဗိမာန်တော်ကဒီအဆောက်အုံကြီးဖြစ်တယ်ဒါပေမဲ့ကျမ်းစာကပြောတဲ့ဗိမာန်တော်ကကျွန်တော်ဘဝဖြစ်တယ်ကျွန်တော်ရဲ့အခန္ဓာကိုယ်ကျွန်တော်တို့အဖက်စာခန်းကြီးတဲ့ပိုင်းငယ်73ထဲမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူကိုတန်ရှင်တော်ဝိညာဉ်တော်အပြင်တရိပ်ခတ်ခြင်းခံရတယ်ဆိုတဲ့ထိုတရိပ်ခတ်ခြင်းခံရတာကျွန်တော်တို့တရိပ်ခတ်ခြင်းကိုခံရတယ်ဆိုကြတဲ့ကျွန်တော်တို့ထဲမှာ
တန်ရှင်တော်ဝိညာဉ်တော်အမြဲရှိတာဖြစ်တယ်ထို့ကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာထိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်အာမင်ထို့ကြောင့်ဒီဗိမာန်တော်ကိုဖျက်ဆီးတော့သူဒီဘုရားသခင်လည်းဖျက်ဆီးမယ်လို့ကျမ်းစာထဲမှာရှိတယ်ထို့ကြောင့်သင်ဘုရားသခင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုအမှန်တကယ်ယုံကြည်လက်ခံနေဆိုရင်သူကိုဘုရားသခင်ရဲ့ဘာလဲယေရှုခရစ်တော်အပြင် bring in လို့ဆိုတော့သင်နားလေတယ်ဆိုရင်ဟောနော်သင်ရဲ့အသက်တာမှာသင်ပြုတ်သမျှပြုတ်မှုအပြင်သင်ဘဝမှာတည်တည်ခံမှာဖြစ်တယ်ဘယ်သူမှမမြင်တော့လဲပဲသင်နှလုံးထဲမှာအဲ့ဒီသင်ရဲ့လှုပ်ဆောင်ခြင်းဖြင့်သင်ပီတိဖြစ်နေဖို့အရေးကြီးတယ်နော်ပြီးတော့ပိုင်းငယ်73မှာခရစ်တော်ကိုယူတင်ဝတ်ဆောင်တယ်တဲ့ခရစ်တော်ကိုယူတင်ဝတ်ဆောင်တယ်ဆိုတာကျွန်တော်ယေရှုခရစ်ကိုကျွန်တော်ရဲ့ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံတယ်ဆိုရင်အမှန်တကယ်ကဒီဘယ်လိုပြောမလဲအပြစ်တွေကိုပေါ့နော်စီကြောတာမဟုတ်ပဲနဲ့ယေရှုခရစ်ရဲ့အပြစ်မရှိတဲ့ဝတ်လုံနဲ့ကျွန်တော်တို့ကိုပုံအုပ်တာဘုရားသခင်အမြင်မှာကျွန်တော်တို့ဘယ်လိုပြောမလဲဒီဥပမာဒီစာရွက်ပေါ်မှာရေးထားတဲ့ဟာကိုမြင်နဲ့ဖြက်စင်းနဲ့ဖြက်တာမဟုတ်ပဲနဲ့ဒီအပြစ်ရှိတဲ့ဟာကိုအပြစ်မရှိတဲ့မရေးပေးသားစာရွက်ကိုမရေးရသေးတဲ့စာရွက်နဲ့ဖုံးထားတာအဲ့လိုပြောမှာနော်ဘုရားတကယ်ယေရှုခရစ်တော်ကိုယုံတင်ဝတ်ဆောင်တယ်ဆိုတာကကျွန်တော်တို့အပြစ်သားတွေပေါ်မှာအပြစ်မရှိတဲ့ယေရှုကိုကျွန်တော်တို့အကာနော်ဘယ်လိုပြောမလဲအနွေးတဲ့အပေါ်မှာဝတ်တော်ပါနော်အဲ့လိုမျိုးဝတ်လိုက်ရစေအထက်ကကျွန်တော်အင်ဂျီမှာလဲဒီအပေါ်မှာကိုယ်အင်ဂျီဝတ်လိုက်ကျွန်တော်ဥပမာကျွန်တော်ဒီအင်ဂျီဝတ်တယ်နော်အပေါ်မှာအင်ဂျီကိုယ်အင်ဂျီဝတ်လိုက်ရင်ဒီအင်ဂျီမမြင်ရပဲနဲ့အပေါ်အင်ဂျီပဲမြင်ရတယ်ထိုနေ့တော့ပဲယေရှုခရစ်ရဲ့လှုပ်ဆောင်ခြင်းအားလဲကျွန်တော်တို့မှာရှိတဲ့အပြစ်တွေကိုသူကဖုံးပေးတယ်ပြီးတော့တနည်းအားဖြင့်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်တော့အဖြစ်မနော်လောကတိုင်းအသင်ကိုမနိုင်ဘူးလောကတိုင်းဆိုတာဘာကိုပြောတာလဲသင်ဟာအသွေးတော်အဖြစ်ဖြောင်းမတ်တော်သူဖြစ်တယ်ပြီးတော့ယေရှုခရစ်ဟာကျွန်တော်တို့အတွက်လက်ဝါးကားတိုင်းမှာအတီခံပေးတာကကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်ဖို့တတ်ပဲမဟုတ်ဘူးနော်ဒီလောကမှာလည်းကျွန်တော်တို့ကိုချမ်းသာခြင်းကျမ်းမာခြင်းတွေအတွက်လုပ်ပေးတာဖြစ်တယ်သူရဲ့သူခံရတော့အနာတွေအပြင်ကျွန်တော်တို့အနာတွေကိုပျောက်ကင်းစေဖို့အတွက်ဘောနော်အမျိုးမြန်မာလိုဆိုရင်ကျွန်တော်ပြည့်စုံမပြောတော့ဒါပေမဲ့ယေရှုခရစ်လုပ်ပေးတဲ့လေဝါကားတိုင်းပေါ်မှာလုပ်ပေးတဲ့အရာတွေကကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်မှကောင်းကင်နိုင်ငံရောက်ဖို့တတ်ပဲမဟုတ်ဘူးသူ့ကိုယုံကြည်လက်ခံပြီဆိုကြတဲ့ဒီလောကမှာလည်းအရာအလုံးနဲ့ပြည့်စုံဖို့ဘုရားသခင်လုပ်ပေးတာဖြစ်တယ်ရင်တချင်းချမ်းသာတယ်ဆိုတာကကျွန်တော်တို့ဇုံမီးလို့ပြောရင်ပေါ့နော်ချမ်းသာတယ်ဆိုတာဟောက်နာဟောက်ဇုံဒါပေမဲ့မြန်မာလိုဆိုရင်ချမ်းသာဆိုတာဘာကိုပြောချင်တာအမှန်တကယ်ချမ်းသာခြင်းဆိုတာဘာကိုပြောချင်တာလဲယေရှုရဲ့ခရစ်တော်အပြင်ကျွန်တော်ရရှိတဲ့ချမ်းသာခြင်းဆိုတာဘာကိုပြောတာလဲဒီလောကအရာကိုစိန်ဆွေတွေနော်ဒေါ်လာတွေအိမ်အောင်ပစ်ကားတွေပိုင်တာမဟုတ်ဘဲနဲ့စိတ်ချမ်းသာခြင်းကိုပြောတာဖြစ်တယ်အာမင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံကြတဲ့ကကျွန်တော်တို့ပိုက်ဆံတပြတ်မှမရှိလဲအမေရိကန်စိတ်ချမ်းသာခြင်းရှိနေတယ်မလေးရှားနိုင်ငံမှာမဟုတ်တော့အခုပြောမယ်ဆိုရင်ရဲတွေဖမ်းဘယ်လောက်ပဲဖမ်းကျွန်တော်တို့ကဒီမှာ
မလဲဂုံတော်ကိုချီးမွမ်းတယ်အော်တယ်အပြင်ထွက်တယ်ဘုရားကြောင်းလာတယ်လမ်းမှာလမ်းဘလော့ဘယ်လောက်ရှိနော်တွားတယ်လာတယ်ကျမ်းမာဆိုတဲ့ဘုရားရှင်ကပို့ဆောင်ပေးတယ်အဲ့ဒီယုံကြည်ခြင်းကလည်းချမ်းသာခြင်းဖြစ်တယ်ဘယ်အရာနဲ့မှဘယ်လိုမှနိုင်စားလို့မရတဲ့ချမ်းသာခြင်းဖြစ်တယ်အာမင်29အဘဟံရဲ့အမျိုးအနွယ်ဂရိတော်အတိုင်းအမွေခံတော်သူဖြစ်တယ်တဲ့ကျွန်တော်တို့ကယေရှုခရစ်ရဲ့အသွေးတော်အားဖြင့် bring in လို့ဆိုတာကျွန်တော်တို့အမှန်တကယ်ယုံကြည်လက်ခံတယ်ကျွန်တော်တို့ကကို bring in လို့ဖြစ်တယ်ဆိုတာနားလည်တော်နေအဖြစ်ကျွန်တော်တို့ကဂရိတော်အတိုင်းပေါ့နော်ဖခင်တခင်ကယေရှုဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ယေရှုခရစ်ကဒီလောကကိုကြွမလာခင်ကတည်းကသူ့ရဲ့အသွေးတော်အဖြစ်သူ့ကိုယုံကြည်တော့သူတိုင်းဟာပစ္စည်းရင်ချင်းတို့မရောက်ဘဲနဲ့ယေရှုခရစ်တော်အပြင်ဂတိတော်အမွေခံရတော်သူဖြစ်တယ်အမွေခံရတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ပျောက်တော်သားပြန်လာတာကသူ့အဖေကအိမ်ကိုရောက်တော့တင်းထွက်တော့ကျိတ်တလူနေပြီးမှတင်းကိုငါပေးထားတဲ့အမွေတွေကိုအကုန်လုံးရောင်းပြီးမှကျိတ်တလူနေပြီးမှပြန်လာရဲ့တည်တယ်နော်လို့အဖေကမပြောဘဲနဲ့ငါသားပြန်လာတယ်ကျမ်းမာဆိုနဲ့တီးပြီးသားငါသားပြန်ရောက်လာတယ်ဆိုပြီးမှလက်ခံတကယ်တော့ပေါ့နော်ဘုရားသခင်ရဲ့သူ့ရဲ့ပိုင်ဆိုင်မှုအလုံးသူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုကျွန်တော်တို့ကိုပိုင်ဆိုင်ခွင့်ပေးတာဖြစ်တယ်အဲ့ဒါအမွေခံတော်သူဖြစ်တယ်လို့ပြောတယ်အာမင်ဥပမာဒီဒါဝိမင်းကြီးနဲ့ဂျောနာသန်တို့နော်သူတို့အကြောင်းလဲကျွန်တော်ရင်တော့ဘယ်တော့လဲ Bible study မှာပြောခဲ့ပို့တယ်နော်အမှန်တကယ်ကမေဖီဘောရှက်ကဒါဝိမင်းကြီးရဲ့စပွဲပေါ်မှာထမင်းစားတဲ့နဲ့လို့မဟုတ်ဘူးအမှန်တကယ်ပြောမယ်ဆိုရင်သူတို့ကဘယင်တပါအဲ့ဒီဘယင်မျိုးနွယ်ကရှင်းသက်လာတဲ့ဘယင်မဟုတ်ဘဲနဲ့တခြားမျိုးနွယ်ကရှင်းသက်လာတဲ့လူတယောက်ကဘယင်လို့ဖြစ်တယ်ဆိုရင်အဲ့ဒီဘယင်ဟောင်းလို့ပြောမှာဘယင်ဟောင်းရဲ့အမျိုးနွယ်ကိုဖျက်ဆီးခြင်းနော်အမျိုးနွယ်သူတို့အမျိုးနွယ်တွေကိုအကုန်လုံးဖျက်ဆီးရမယ်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဘာဖြစ်လို့သူမေဖီဘောရှက်ကိုဒါဝိမင်းကြီးကမတပ်ပစ်တာလဲသူ့ရဲ့အမျိုးနွယ်တွေကိုဘာဖြစ်လို့မဖျက်ဆီးပဲနဲ့သူ့စပွဲပေါ်မှာသူတို့ကထမင်းစားဖို့ဘောနော်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူတို့ကဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့နော်သူ့ရဲ့အိမ်တော်မှာသူတို့ကပျော်ရွှင်နေထိုင်ဖို့အတွက်ဘာဖြစ်လို့ဖိတ်ခေါ်တာလဲဆိုတော့သူနဲ့ဒါဝိမင်းကြီးနဲ့ယောနာသန်မတီခင်ကလေးကသူတို့နှစ်ယောက်ပြုတ်ခဲ့တဲ့ bring in ကြောင်းဖြစ်တယ်ထိုနည်းတို့ပဲကျွန်တော်တို့ဒီနေ့မှာလဲဘုရားသခင်ရဲ့အမွေခံဖြစ်လက်ခံတယ်ဆိုတာကကျွန်တော်တို့ကောင်းမြတ်ခြင်းကြောင့်မဟုတ်ဘူးကျွန်တော်တို့ပြည့်ငတ်တရားကိုကျင့်သုံးနိုင်လွန်းလို့မဟုတ်ဘူးကျွန်တော်တို့သူ့ကိုချီးမွမ်းနိုင်လွန်းလို့လည်းမဟုတ်ဘူးယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်သာဖြစ်တယ်အာမင်ယေရှုခရစ်ရဲ့အသွေးတော်တက်တက်ကြောင့်သာကျွန်တော်တို့ကbring in လို့ဖြစ်ခွင့်ရတာဖြစ်တယ်အာမင်တို့ကြောင့်ဒီနေ့ဒီချိန်မှာလဲကျွန်တော်တို့ကျမ်းပိုက်တစ်ပိုက်လောက်ဖတ်ရအောင်မေဒီယာရဲ့စင်ပေယောမဩဝါဒစာအခန်းကြီး8ပိုင်းငယ်30နှစ်တစ်ချက်လောက်ထိုးပြီးလို့ရမလားအတူတကွပတ်ချင်တယ်နောက်ဆုံးမနော်နောက်ဆုံးကျမ်း
Simpi mala. Yoma overasta. Anji shit. Banga tong sanit. Okay, duduk ko percaya aun tini tong. Mimi taro yingko manamyaw be ngaro shidamya apolo nga suno muro turi taro ne takwa katain do yaroku ngaro wa mabibe abedo nido munani. Amen. Taro yingko piro phaya dakinga no phaya to pire Yeshu Kristo no Yeshu Kristo ko mandake yongji lekhane swin ကျန်တဲ့အရာအလုံးကိုမပြီးပဲမနေဘူးဘုရားတခင်သူ့သားတော်နဲ့တကွပြီးပေးတာဖြစ်တယ်ထို့ကြောင့်ကျွန်တော်တို့ဟာ bring in လို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောသလိုပေါ့နော် bring in လို့ဆိုတာဘုရားတခင်ပိုင်တဲ့အရာအလုံးကိုလည်းတင်းကိုပိုင်ဆိုင်ခွင့်ပေးတဲ့သဘောဖြစ်တယ်တင်းဘဝတစ်ခုလုံးကိုလည်းဘုရားတခင်ပိုင်တယ် ဒီထဲမှာကျွန်တော်ပြောချင်တယ်တင်းဘဝတစ်ခုလုံးဖခင်သခင်ရဲ့ bring in လို့ကျွန်တော်တို့ bring in လို့ကို bring in လို့ယေရှုခရစ်ရဲ့အသွေးတော်အပြင်ကျွန်တော် bring in လို့ဖြစ်တယ်ဒါတော့ကိုမှန်တကယ်ယုံကြည်လက်ခံနေဆိုရင်ကိုတည်ဖို့ကပါလေကျွန်တော်ဘဝကဖခင်သခင်ပိုက်ထားတော့သူဖြစ်တယ်ကျွန်တော်ကဖခင်သခင်ပိုက်ဆိုင်တော့သူဖြစ်တယ်ဖခင်သခင်ကကျွန်တော်ကိုပိုက်တာအဲ့ဒါကိုတည်ဖို့လိုတယ်တင်းဘဝအတင်ပိုက်တာမဟုတ်တော့ဘူးယေရှုခရစ်ကိုယုံကြည်လက်ခံပြီးဆိုရင်တင်းကိုတင် bring in လို့ဖြစ်တယ်လို့ အမှန်တကယ်ယုံကြည်လက်ခံပြီဆိုရင်တင်းဘဝတင်မပိုင်တော့ဘူးဘုရားသခင်ပိုင်တာဖြစ်တယ်တို့ကြောင့်တင်းဘဝတင်ကျက်တယ်လို့သုံးပြောလို့မရတော့ဘုရားသခင်လိုတော်တိုင်းအသက်ရှင်ဖို့ဖြစ်တယ်ဘုရားသခင်ကလိုသားကိုဖန်ဆင်းကြတဲ့ကနော်သူ့ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့တဖန်ဆင်းတာဖြစ်တယ်အာမင်ကျွန်တော်အရင်တော့ကပြောဖို့တယ်နော်ဒီ aircon နဲ့ပေါ့နော် aircon နဲ့ဥပမာပြောခဲ့ပို့တယ် aircon ကသူတို့ aircon ကိုလုပ်တဲ့ company ကဒီ aircon ဖွင့်လိုက်ရင်အေးနေဖို့ကလုပ်ထားတာဖြစ်တယ်။ဒါပေမဲ့ဒီ aircon ကသူတို့အေးနေဖို့လုပ်တာဖြစ်တယ် aircon ကမအေးဘဲနဲ့အပူထွက်နေတယ်ဆိုရင် aircon company ကဘယ်လိုဖြစ်မှာလဲ။နာမည်ကျော်ဖြစ်နိုင်မလား။မဖြစ်တော့ဘူးအေးနေမှ aircon company ကကောင်းတယ်နာမည်ကျော်ဖြစ်မယ်။ထိုနည်းတူပဲဘုရားသခင်ကသူကအလိုလိုဖန်ဆင်းတာဘာအတွက်ဖန်ဆင်းတာလဲသူရဲ့အလိုတော်တိုင်းတက်ရှင်ဖို့သူကိုချီးမွမ်းဖို့အတွက်ဖန်ဆင်းတာဖြစ်တယ်တင်ကတစ်ဖက်ဟိုဘက်တွားနေတယ်ဆိုရင်ဘုရားသခင်ဘယ်လိုပြောမလဲဘုရားသခင်အလိုတော်နဲ့မငြိဘူးဖြစ်တယ်တို့ကြောင့်ဖခင်တင်ဘဝဟာဘုရားသခင်ပိုင်ဆိုင်တော်ဖြစ်တယ်တို့ကြောင့်ဘုရားသခင်အလိုတော်တိုင်းတက်ရှင်ဖို့ဖြစ်တယ်နှစ်ဦးနှစ်ဖက်တောင်းဆိုပိုင်ခွင့်ရှိတယ်โอเคကျွန်တော်တို့ကနော်လူတာကိုတောင်းချင်တယ်မလေးရှားမှာလာစာကောင်းကောင်းရဖို့ဆိုတောင်းတယ်လာစာရပြီးလာစာ2000လောက်ရလဲရရောဘုရားကြောင့်မရောက်တော့ဘူးကျန်းစာဖတ်ဖို့ပါမိသွားတချို့လူတွေရှိတယ်နော်ဘုရားကြောင့်လာတယ်မင်းကြီးကြတယ်ဆုတောင်းတယ်တကယ်ပဲဘုရားသခင်တူတဲ့အချင်းကိုခံစားရတာလားလို့ကိုကထင်ရတယ်ဒါပေမဲ့သူကလာစာကောင်းကောင်းရချင်းလို့ဆိုတောင်းတာများမိမရချင်းလို့ဆိုတောင်းတာမျိုးတို့အလုပ်ကောင်းကောင်းရချင်းလို့ဆိုတောင်းတာအကျွေးမြဲလွန်းလို့ဆိုတောင်းတော့မျက်ရည်ကျက်တာအဲ့လိုမျိုးတွေရှိတယ်နော်မျက်ရည်ကျက်တိုင်းလဲတန်ရှင်းတော်ဝိညာဉ်တော်တူထချင်းခံစားရတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကတင်ပါလို့ချင်တာလဲတင်ဘယ်လိုဖြစ်ချင်တာလဲတင်ချမ်းသာချင်တာလားကြွယ်ဝချင်တာလားအရင်ဆုံးဘုရားသခင်အလိုတော်တိုင်းတက်ရှင်ပါဘုရားသခင်ရဲ့အလိုတော်တိုင်းတင်အသက်ရှင်နေဆိုရင်တင်တောင်းတမဘုရားသခင်ပြေဖို့အစဉ်တင်မဲ့အာမင်ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်မရှင်မဲနဲ့တင်တောင်းနေလဲဘုရားသခင်မပြေဘူးနော်မပြေဘူးဟုတ်တယ်ကျွန်တော်တို့မရတာကဘာဖြစ်လို့မရတာလဲအဲ့ဒီကျွန်တော်တို့တောင်းတဲ့ကောင်းချီးကိုရဖို့အတွက်မထိုက်တန်လို့ဘာဖြစ်လို့မထိုက်တန်တာလဲဘုရားသခင်အလိုတော်တဲ့အသက်မရှင်လို့လေမဟုတ်ဘူးလားဘ
ဘုရားသခင်ရဲ့လိုတော်တိုင်းတင်အသက်ရှင်နေဆိုရင်တောင်းစရာတော့မလိုဘူးဘုရားသခင်ကတင်လိုအပ်တာတည်တယ်အဲကြောင့်မလို့ဘုရားသခင်တင်ဘာဖြစ်ချင်တာလဲဘာရချင်တာလဲဘောနော်ဘုရားသခင်လိုတော်တိုင်းအရင်ဆုံးအသက်ရှင်ဖို့ဖြစ်တယ်အာမင်ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နေဖို့အတွက်ရောက်ရှိတဲ့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်အလုံးမတည့်ရပြီးတော့ bring in လို့ဆိုတဲ့တခြင်းလေးနဲ့ချီးမွမ်းကြအောင်ကျွန်တော်က bring in လို့ဖြစ်တယ် bring in လို့ဖြစ်တယ်ဆိုတာဘယ်သူမှတားဆီးလို့မရတော့ဘူးဘယ်လိုမှဖျက်ဆီးလို့မရတော့ဘူးဖခင်သခင်ရဲ့အလိုတော်တိုင်းတင်အသက်ရှင်နေဆိုရင်ဒီလောကအရာတွေကတင်းကိုဖျက်ဆီးလို့ရမှာမဟုတ်ဘူးအားကြောင့်ဖခင်သခင်လူတော်တိုင်းတက်ရှင်ပါဖခင်သခင်လူတော်တိုင်းတက်ရှင်တယ်ဆိုတာယေရှုခရစ်တော်ကိုယုံကြည်လက်ခံဖို့ဖြစ်တယ်အာမင်
ကြည်စိုးတင်ကြရအောင်ယုံကြည်ခြင်းအပြင်ကျွန်တော်ဖြတ်မှတ်တော်သူတွေဖြစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ကျွန်တော်ရွေးတော်ခံတော်သူတွေဖြစ်တယ်ပရိညင်သားပရိညင်လူတွေဖြစ်တယ်ကျွန်တော်ပြီးဆုံးလို့ကျွန်တော်ထိုက်တာလို့မဟုတ်ဘဲနဲ့ကိုရောဖျားရဲ့ကြည်စိုးတော်တသက်ကြောင့်ဖြစ်တယ်အိုးရီမာကာရာမရှိလာမကိုရီဘီဘီကိုရောဖျားကိုကြည်စိုးတဲ့ဒီချိန်ဒီနာရီအတွက်ကိုရောရှင်ရဲ့ကြည်စိုးတော်ရီသာသမီတယောက်စီတဲ့အတွက်လုံလောက်တဲ့အတွက်ကိုရောကိုကြည်စိုးတဲ့အာမင်ဆက်ဆောင်ပြီးနှုတ်ဆက်ပတ်စပ်များကိုရောရှင်နှုတ်ကပတ်တော်မဒမလီမြတ်တဲ့နှုတ်ကပတ်တော်တရားကိုဟောဖို့ရအတွက်အသုံးပြုတဲ့အတွက်ကိုရောကိုကြည်စိုးတဲ့အာမင်ဒီထမကကိုရောရှင်ဖဖျားသခင်သူရဲ့နှုတ်ဆက်ပတ်စပ်များကိုရောရှင်ရဲ့ဘုန်းတော်အတွက်အသုံးပြုတော်မူပါဂျန္နာရတော်သားသမီးအယောက်စီတဲ့အတွက်ကျွန်တော်ဂျန္နာရတလူကိုရောရှင်နှုတ်ကပတ်တော်နာခံတလူတယောက်စီတဲ့အသက်တန်တဲ့ပရိညံလူဖယားရဲ့လူတွေဖြစ်ကြောင်းကိုသိပြီးတော့နေ့စဉ်နေ့တိုင်းအသက်တာ၌ဝမ်းမြောက်စွာလွတ်လွတ်လပ်လပ်ကိုရောရှင်အလိုတော်တိုင်းအသက်ရှင်နိုင်သောဘဝပိုင်ဆိုင်သောသူတယောက်ရှိတိုင်းဖြစ်ဖို့ရာမဆပြည်နာတော်မူပါအာမင်ကျွန်တော်ချိန်နာရီအားလုံးကိုဝိညာဉ်တော်ဖျားကဦးဆောင်ပြီးတော့တယောက်စီတဲ့တာကိုသူ့ထီတဲ့အတွက်ကိုတော့ကိုကြည်စိုးတယ်နဲ့ကြည်စိုးတော်ပေါင်းကိုရည်တွေ့ချီးမွမ်းရည်နဲ့ကဲတင်ပိုင်စင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနံပါမြတ်စွာဘုရားသခင်